何မင်္ဂလာပါဒီ vlog ရတော့ Mafto မြောက်ခဏောင်းနဲ့စီကနောင်းတောင်တက်ခဲ vlog လေးဖြစ်ပါတယ်မနက်9:00နာရီခွဲထားပြီးတော့အဝေးပေါ်မှာ breakfast စားပြီးတော့တရားရင်ရောက်သွားခဲ့ပါတယ်မြောက်ခဏောင်းနဲ့စီကနောင်းတောင်ချေရောက်ဖို့က Mafto တက်နေကြရေတကွန်တောင်ရဲ့ဘေးကလမ်းကြားရင်သွားဖြစ်ပါတယ် Mafto ရောက်တဲ့အချိန်က7:00နာရီထိုးနေပါပြီဆိုင်ကယ်ကိုဒီကားလမ်းဘက်ကတောင်ချေမှာထားခဲ့ပြီးတော့ Mafto ကတော်လန်းအနေတက်မှာဖြစ်ပါတယ်အိမ်ဒီမနက်ကမွေးအရင်ရွာထားတော့လမ်းပေါ်မှာရေစီးကြောင်းတွေဖြတ်ရပါတယ်ဒီတောင်တက်တဲ့လမ်းတစ်လျှောက်လုံးမှာတော့လူလုံးဝမပြတ်ပါဘူး15မိနစ်လောက်လမ်းလျှောက်ပြီးဒီဝင်းလေးကိုဖြတ်မှာဖြစ်ပါတယ်နောက်ပြီးတော့ဒီရွာလေးကိုလည်းဖြတ်ရတယ်မူတဲ့တော့လမ်းရောနည်းနည်းကျန်တယ်ခွဲလောက်လမ်းလျှောက်ပြီးတော့မြို့ခဏတောင်ချီကိုရောက်ပါပြီမောလိုက်တာတောင်ထိပ်မှာစီဒီတွေနဲ့ဖုန်ကြီးကျောင်းလေးရှိတယ်ရှားရတဲ့လမ်းနဲ့ဒီတောင်ပေါ်မြင်မြင်ကွင်းကအရင်တန်ပါတယ်ဟိုဘက်ကိုကြည့်ရင်ရွှေခနောင်းနဲ့မြောက်ခနောင်းကိုတွေ့ရတယ်ဒါတော့အပေါ်မှာရှိနေတဲ့အချိန်တွေပါတိုင်းတွေပဲရှိတယ်ငလင်တော့ထိထားတော့တချို့နေရာရပြက်စီနေပြီတောင်ပေါ်မှာ15မိနစ်လောက်နာကြပြီးတော့ Mafto ကစင်ကနောက်ကိုဆက်သွားမှာဖြစ်ပါတယ်စင်ကနောက်ကိုသွားတဲ့လမ်းကတော့ဒီမြောက်ခနောက်ကနေပဲဆက်သွားလို့ရတယ်အခြားလမ်းမရှိဘူးဆိုတော့ဒီလမ်းတစ်လမ်းပဲလိုက်သွားရုံပဲရောက်ပါတော့မယ်နောက်ဆုံးတော့ရောက်ရှိခဲ့ပါပြီတမန်တော်ရှက်ခေါဆိုပဲစားတော့ပိုင်ရင်စားနေပြီဆရာယူလာခဲ့တဲ့ဘယ်နဲ့နေထားတဲ့သမင်းရဲ့ငါ What is that? I don't know. I forgot the name. Also, there were kittens here. They were so cute. Sabi and Alpine think not on what shop by Jame. Mafto တောင်ထရောက်တဲ့အချိန်တင်းနေစားဝင်တော့မြင်ခွင့်ရနည်းနည်းမြင်ရအောင်စင်ကနောက်ကမြောက်ခနောက်ထပ်ပေ194ပူမြင်တယ်တပေါင်းနေရိုက်ပြီးအချိန်တနိုင်40ခွန်ရှိနေပြီဆိုတော့ပြန်စီကြပါတော့မယ်Mafto မနာမနဲ့စတိုက်လျှောက်တာများတယ်။စင်ခနောက်ကနေတောင်ချီရောက်ဖို့က3နာရီခွဲလောက်ကြာတယ်။အစင်းလမ်းမှာလည်းတိမ်ငွေတွေချရဖြတ်ရတယ်။အရန်ကိုမိုက်တယ်ပေါ့။ရွာထိကမုံဆန်ရောက်တော့ရှပ်ဘူးနှစ်ဘူးပဲတောက်လိုက်တယ်။အန်ဒီပူစီရရောက်လာတယ်။ရှောက်ခါနီးပြီလို့ထင်မှာပါရဲ့နောက်ထပ်တနင်္ဂနွေခွဲဆက်ရှောက်အောင်ပါအစင်းမှာ Mafto ကကားလမ်းဘက်ကနေဝယ်ဆင်းခဲ့တယ်အစင်းကြောက်ချောက်အစ်စ်တရားအရင်နာတော့နောက်ပြန်ရှောက်ပြီးဆင်းခဲ့တယ်ရှောက်တော့မယ်ဒီတစ်ခေါက်ကတော့တေချာပါရောက်တော့ပါမှာ Finally နောက်ဆုံးတော့တောင်ချီကိုရောက်ခဲ့ပါပြီเย้ပြီးသွားပြီတက်ပြီးသွားပြီဒီတစ်ခေါက်တောင်တော့ vlog လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ See you next time bye